2016 ခုနှစ်တုန်းကရန်ကုန်မြို့တူးနာကွင်းမှာပြုလုပ်သွားခဲ့တဲ့မြန်မာနဲ့မလေးရှားပွဲစဉ်မှာဒေးဗစ်ထန်ရဲ့တလုံးလေးသောအနိုင်ဂိုးနဲ့မြန်မာအသင်းဟာပထမဆုံးအကြိမ်အနေနဲ့ AFF Suzuki ဖလားပြိုင်ပွဲရဲ့ Semi Final ကိုတက်ရောက်ခွင့်ရသွားခဲ့တဲ့အခိုက်အတန့်တွေဟာအခုချိန်ထိကျွန်တော်မှတ်မိနေဦးမှာဖြစ်ပါတယ်။အခုဆိုရင်တော့နှစ်ပေါင်း10နှစ်ကျော်ကြာပြီးတဲ့အချိန်မှာမြန်မာနဲ့မလေးရှားတို့ကတကြောပြန်ပြီ AFF ဟွန်လိုင်းကပြိုင်ပွဲကြီးမှာထပ်မံဆုံတွေ့ကြရပြီဖြစ်ပါတယ်။ဒီချိန်မှာလည်းမြန်မာအမျိုးသားအသင်းဟာမလေးရှားအသင်းကိုအိမ်ဝင်းဖြစ်တဲ့တူးနာကွင်းမှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။မမရရပြန်ပြောရမယ်ဆိုရင်လွန်ခဲ့တဲ့10နှစ်ကျော်က2016ခုနှစ်တုန်းကဒီလိုချင်းဒီနေရာမှာပဲညနေ6နာရီမှာမြန်မာနဲ့မလေးရှားအသင်းတို့ဟာနောက်တစ်ဆင့်တက်ရေးအဆုံးဖြတ်ပွဲစဉ်ကိုတူးနာကွင်းထဲမှာရှင်ပြိုင်ကစားနေခဲ့ရတယ်ဖြစ်ပါတယ်။ပြန်ပြောရမယ်ဆိုရင်အဲ့ဒီအခါတော့မြန်မာမျိုးသားအသင်းတွေရဲ့အရှိန်အဝါအရန်အောင်မှာတောက်ပနေတဲ့အချိန်လည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာ U20 အသင်းဟာအဲ့ဒီနေ့2015ခုနှစ်မှာကမ္ဘာဖလား U20 ပြိုင်ပွဲဝင်ရခဲ့တယ်လို့မျိုးပဲ2015စီဂိမ်းမှာငွေတစိစုရတာတဲ့လူငယ်တွေအချိုးကျပါဝင်ထားတဲ့လက်ဝဲစဉ်အသင်းကြီးကိုတိစောက်ထားခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့မြန်မာလူတွေစီနီယာတွေဖြစ်တဲ့ရန်အောင်ကျော်ဒေးဗစ်ထန်စော်မင်းထွန်းတို့လိုမျိုးတကယ်ဝါရဲစီနီယာကြီးတွေပါတယ်အဲ့ဒီအသင်းမှာပြီးတော့စီဂိမ်းမှာငွေတစိစုရလာခဲ့တဲ့ကျော်စင်ဖြိုးကိုသိန်းကောင်းစနိုင်ကျော်စင်လင်းကစားသမားတွေနဲ့တူအောင်သူမမောင်လင်းနန္ဒကျော်စားတဲ့တကယ်ယူနီစီယာထိပ်တန်းပလေယာတွေလည်းအချိုးကျပေါင်းပေါင်းဆက်ပြီးတော့မလေးရှားအသင်းကိုရင်ဆိုင်ခဲ့တာဖြစ်ပါတယ်ဒီပွဲစဉ်ဥသာမြန်မာလူရေးစဉ်အသင်းကအနိုင်ရလာမယ်ဆိုလို့ရှိရင် AFF Suzuki ပြိုင်ပွဲရဲ့ Semi Final တက်ရောက်ခွင့်ရမှာဖြစ်လို့နှစ်သင်းစလုံးဟာဘုံလုံးကန်နေပို့တိုက်မှုလေးတွေအထီးအခိုက်လေးတွေတော့ရှိခဲ့ပါတယ်ကျွန်တော်ပရိသတ်တွေအားလုံးရဲ့မြန်မာလို့အော်ဟစ်နေတဲ့အတန်ကြီးရလဲတကယ်ကိုမျိုးတူးနာကွင်းထဲမှာကွင်းလို့ပြည့်ဟိန်းနေခဲ့ပြီးတော့မိနစ်89မိနစ်ရောက်တဲ့ချိန်မှာတထင်မဲ့ဖင်းနဲ့ရဲကိုပေးလိုက်တဲ့အလုံးကိုညာစွန်မှာရှိနေတဲ့ကျွန်တော်တို့ရဲ့ကစားသမားကြီးဝင်းလက်ကစားသမားကြီးဒေးဗစ်ထန်နေပြီးတော့အတာအရာလေးယူလိုက်ပြီးတော့ရှေ့မှာရှိနေတဲ့အောင်သူရဲ့ရှီကိုပြတ်မတင်တော့ပဲအတာအရာလေးခေါက်လိုက်ပြီးတော့ဘယ်ချိန်နဲ့ဖြတ်ကနေကန်လိုက်ပြီးဂိုးရဲ့ညာဘက်စွန်းကွက်တီဝင်သွားတဲ့အခါမှာတော့ကျွန်တော်တို့ပြည်သက်တွေအားလုံးဟေးလို့အော်တဲ့အတန်နဲ့ဒီဂေမှကြောက်ကမန်းလီတူနာခွေးတွေမှာမြေဟိန်းနေကျွန်တော်တို့ကတကယ်နောက်တစ်ဆင့် AFF Semi Final အဆင့်ကိုတက်လှမ်းခွင့်ရတာခဲ့တာတကယ်ကိုပဲ10စုနှစ်တခုကြာမြင့်ခဲ့ဖြစ်ပါတယ်အဲနောက်ပိုင်းမှာတော့မြန်မာအသင်းကလုံးဝအောင်မြင်မှုတွေမရတော့ဘဲနဲ့အခုလိုမျိုးပုံစံနေနဲ့လိမ့်ပင်နဲ့ဖြစ်ရင်းနဲ့2026ခုနှစ်ရဲ့ Honai လို့နာမည်ပြောင်းလိုက်တဲ့ Honai Cat Series ကိုတော့ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်တိုက်ဆက်ဆိုင်ကျွန်တော်တို့အသင်းကအခုဒီချိန်မှာလည်းမလေးရှားလက်ရွေးစင်အသင်းနဲ့ပြန်လဲဆုံတွေ့ရပြီးတော့တူနာကွေးမှာပဲပြန်လဲဆုံတွေ့ပြီးတော့ရင်ဆိုင်ရမယ် Honai Cat ပွဲစဉ်ဖြစ်လာပါတယ်ဒီအချိန်မှာကျွန်တော်တို့ရဲ့လက်ရွေးစင်အသင်းကိုဥဆောင်မယ်မမောင်လင်းတို့တန်းပိုင်တို့ဘာတွေလုပ်ပြနိုင်မလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီးတော့ဒေးဗစ်ထန်ကိုယ်တိုင်ရောသူကိုယ်တိုင်လာကြည့်နေပါလားဒါမှမဟုတ်သူဟာသူ့ရင်ရှိရဲ့ TV မှာလားဆိုင်တစ်ဆိုင်မှာထိုင်ပြီးတော့သူဟာညီမလေးစင်အတင်းကန်တဲ့ TV ကိုစောင့်ကြည့်နေမှာလားဆိုတော့ကျွန်တော်တို့မပြောတတ်ပေမဲ့တီးကြတော့သူဟာဒီပွဲကိုမြင့်နုံနဲ့စောင့်ကြည့်နေမှာဖြစ်ပါတယ်ဟိုလွန်ခဲ့တဲ့10နှစ်ကသူကိုယ်တိုင်ညီမအတင်းကို Semi Final ရောက်အောင်ပို့ပြီးခဲ့တဲ့သူနာကွင်းရဲ့လွမ်းမမှုတွေနဲ့သူဒေးဗစ်ထန်တယောက်ဟာလည်းဒီနေ့ပွဲစဉ်ကိုစိတ်ဝင်စားတာနဲ့သူလည်းသူကိုယ်တိုင်လည်းစောင့်မျှော်နေမယ်လို့ယုံကြည်မိပါတယ်လက်ရှိကာလမှာခြေစွမ်းပိုင်းအရာမြန်မာနဲ့မလေးရှားကွာရှားလာပေမဲ့လည်းကျွန်တော်တို့နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေအားပေးရမှာတော့အမှန်ပဲဖြစ်ပေမဲ့မြန်မာလက်ရေးစဉ်အသင်းဟာရှုံးသွားသည့်တိုင်အောင်ပုံစံကောင်းနေနဲ့ချပြသွားပြီးတော့ပြည်သက်ကျင်းတဲ့လောက်တဲ့ခြေစွမ်းပိုင်းမျိုးကိုဖော်ဆောင်သွားနိုင်မယ်ဆိုလို့လွန်ခဲ့တဲ့10နှစ်ကျော်ကဂိုးသွင်းပေးခဲ့ပြီးတော့မြန်မာအသင်းကို Semi Final ပို့ဆောင်ပေးခဲ့တဲ့ဒေးဗစ်ဒန်ကိုယ်တိုင်လည်းပျော်ရွှင်ကြည်နူးပြီးတော့သူကိုယ်တိုင်အားရကျဉ်တဲ့လိမ့်မယ်လို့မျှော်လင့်မိပါတယ်။ဘာကြောင့်လဲဆိုတော့သူကိုယ်တိုင်လည်းမြန်မာလက်ရေးစဉ်အသင်းကိုချစ်မြတ်နိုးပြီးတော့သူကိုယ်တိုင်လည်းအများကြီးမျှော်လင့်ထားမယ်လို့ယုံကြည်ပါတယ်။ပြည်သက်တွေအားလုံးလည်းတာယာပျော်ရွှင်သောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေ။